တကယ်လို့တင်ဆောက်လုပ်ရေးလုပ်မဲ့လုပ်ငန်းခွင်မှာလူနေအင်ဂျီတွေဈေးဝယ်စင်တာတွေသွားလူလာအရန်များတဲ့လမ်းမဘေးတွေမှာရှိမယ်ဆိုလို့ရှိရင်တင့်အဆောက်အဦကလမ်းသွားလမ်းလာတွေနဲ့ပတ်ဝန်းကျင်အတွက်နှောက်ယှက်အနေများရှိနိုင်ပါတယ်15ထက်တိုက်အဆောက်အဦတစ်ခုလုံးကိုအမိအယဖုံးအုပ်ထားနိုင်တဲ့လေထိုးမိုးပြန်ဘူပေါင်းကြီးတစ်ခုကိုတိစောက်ထားပါတယ်အပြင်ကနေကြည့်လိုက်ရင်ဘာမှထူးထူးခြားခြားဖြစ်မနေသလိုပါပဲဒါပေမဲ့အဲ့ဒီအမိုးအကာကြီးရဲ့အထဲမှာတော့ဆောက်လုပ်ရေးလုပ်ငန်းတွေအချိန်အဟုန်နဲ့လုပ်ကင်နေကြတာပါဒီလိုအေယာမဘူပေါင်းအမိုးကြီးအတွက်ဆောက်လုပ်ရေးလုပ်ငန်းတိုင်းမှာသုံးလို့မရှိပါဘူးလူနေအင်ဂျီဈေးဝယ်စင်တာတွေနဲ့လမ်းသွားလမ်းလာတွေနဲ့အနီးကပ်ဆုံးမှာရှိတဲ့ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာပဲတီးသန့်အသုံးပြုကြတာပါအဲ့တော့မေးစရာရှိတာကဒီလေထိုးမိုးကာကြီးရဲ့အတွင်းထဲမှာစနစ်တကျဒီဇိုင်းဆွဲပေးထားတဲ့လေဝင်လေထွက်လေထုထိန်းချုပ်ရေးစနစ်ရှိသလားဆိုတာပါပဲထဲကလုံသမားတွေအန်ဒီယမဖြစ်စေဖို့အတွက်နဲ့တန်ရှင်းတဲ့လေထုရဖို့အတွက်ဒီစနစ်ကအဓိကအခန်းကဏ္ဍကနေပါဝင်နေတာပါအထဲကအပူချိန်အရန်မပြင်းအောင်အေယာမလေအေးပေးစနစ်နဲ့လေလက်ပတ်မှုစနစ်တွေပါထည့်သွင်းပေးထားပါတယ်နိုင်ငံတကာကအမြဲဖွံ့ဖြိုးတိုးတက်နေတဲ့အင်ဂျင်နီယာပညာရပ်တွေကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင် subscribe like and follow လုပ်သွားလို့ရပါတယ်လိုအပ်ချက်တွေရှိခဲ့ရင်လည်း comment မှာဆွေးနွေးအကြံပေးခဲ့နိုင်ပါတယ်